စမ်းပါစူဇန်ရဲ့ရိုးရှင်းနေလေးတွေဘလို့ဖြတ်တန်းလဲဆိုတာကြည့်လိုက်ကြရအောင်ဒီနေ့တော့ကျမယောက်ျားကမာလာရှန်ကိုစားချင်တယ်ပြောလို့ Spicy House မှာနေ့လေစားလေးဝင်စားခဲ့ပါတယ်အဆက်လည်းပဲအမြင့်ဆုံးနဲ့စားလိုက်တဲ့အခါမှာအရန်ထုံဆက်ပြီးတော့ရှားလေးလည်းပူထူပြီးတော့အချိုတဲ့လိုနေပေါ့နော်အေးလေးစားချင်နေပြီဆိုတော့လောင်လောင်မှာရေခဲမုံဝင်စားပါတယ်ပစ္စချီယိုအနှစ်နဲ့ရေခဲမုံလေးတစ်ခွက်မှာပြီးတော့စားခဲ့တယ်ပေါ့နော်အားနဲ့လည်းမလုံလောင်သေးလို့မိုးမှာတစ်ခါထပ်ပြီးတော့ strawberry sundae တစ်ခွက်ထပ်စားခဲ့တယ်ပေါ့နောက်ရက်ကျတော့လေဒီ I found something ရမိမှာမူးကြော်လေးစားခြင်းလို့ပြောမူးကြော်ရယ် beef steak လို့တော့ရေးထားရပဲဒါပေမဲ့အမေရိကန်မှာပဲသူ့ရဲ့ပုံစံလေးနောက်ပြီးတော့ဝက်ရှာကင်ရယ်ထမင်းလေးနဲ့တွဲပြီးတော့စားခဲ့တခါလေကြာခင်းနေမဟုတ်ဘဲနဲ့လိုမျိုးလေးတွဲစားတာပို့ပြီးတော့ကိုယ့်အတွက်ကတွင်တွေ့ရပါစားတော့ယူကာနီမှာခောက်ဆွဲအေးဝင်စားရပေါ့နော်သူ့ခောက်ဆွဲအရေးကလေအေးဆက်ပြီးတော့မှလေရင်ထဲကိုလေရောက်သွားတာအေးနေရပဲခောက်ဆွဲရပုံမှန်ဆိုဘူးတွေပဲစားနေကြဆိုရောင်ပြီးတော့တော်မှုတ်ပြီးစားမိရနွေရသည်ဆိုရင်ဒီခောက်ဆွဲအေးရအန်ကိုက်ပဲတည်လားအမျိုးသားကစားချင်တယ်ပြောလို့ညမတူမှာအကင်စားရတယ်အဲ့ဒါပြီးတော့ညနေနာမှာအပြာလေးတောက်ပြီးတော့အဲ့ဒီမှာငါးခဲဘက်ကင်အရန်စားလို့ကောင်းတယ်တည်လားငါးကင်ကလေငါးစိမ့်ုံကင်တာမဟုတ်ဘဲနဲ့သူကငါးကြော်ပြီးသားကိုပြန်ပြီးအနှစ်နဲ့ခဲဘက်ထဲမှာထည့်ချက်ထားတာပေါ့နော်တော်လေးစားလို့မိန်တယ်ထမင်းနဲ့လည်းကောင်းတယ်ညီလေးနဲ့သူစရဲ့ blog တွေကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် see you